Hi ဖူးပွင့်ရတနာကျိုးဆိုပါရှင်မင်မင်ခုနအဝါလေးလဲပြသွားပေးတယ်အဖြူလေးလဲပြပြီးပြီပေါ့နော်ဒါမဲ့ရွေးရခက်နေမှာဆိုလို့အခုအဖြူနဲ့အဝါလေးကိုတခါတည်းတစ်ပြိုင်နဲ့ပြပေးလိုက်မယ်နော်တကယ်လို့ဂျားလေးထဲမှာအဖြူလေးတစ်ခိုင်နဲ့ဘေးနားမှာခလေကမှာကျတော့အဝါလေးနဲ့ဘေးနားလေးမှာအဖြူလေးနှစ်ခိုင်ရောထိုးရင်လဲလာမယ်နော်သူကဒီလိုလေးထိုးဒီလိုလေးထိုးလို့ရတယ်အဝါကြိုက်တယ်ဆိုရင်လည်းအဝါပို့ပြီးတော့အဝါနှစ်ခိုင်နဲ့အဖြူတစ်ခိုင်ထိုးမယ်ဆိုရင်လည်းလာပါတယ်ဒီမှာပါရှင်ပန်းလေးကလာလိုက်တာဒါလေးကတော်တော်လေးကိုဘာလို့ဆိုတော့လေဝစ်ဆန်လေးကအနီရဲလေးကလေပို့ထည့်ပေးထားတဲ့အတွက်ပို့ပြီးတော့ကြွပြီးတော့လာနေရောပဲဒါလေးကပန်းခိုင်လေးက3ခိုင်ထိုးရင်တော့ပို့လာတာပေါ့နော်တချို့ဆို9ခိုင်တော့မှထိုးတယ်ဒါလေးကိုလေအဲ့လေးလာပြပေးတာပါကဲအဖြူလေးပဲကြိုက်အဝါလေးပဲကြိုက်မမေကို screen shot ရိုက်ပြီးတော့အမြန်ဆုံးလာပြီးတော့မာလိုက်တော့နော် ray အမြန်ချောရောက်တယ်ဘယ်မျိုးမစိုးပို့ပေးပါတယ်